ဇလန်းအစမှာတော့ဈေးဘက်ဆိုင်ရာဝန်ထမ်းတဦးဖြစ်တဲ့ဆာရာဟာဒဏ်ရာပြင်းထန်စွာရထားတဲ့မျိုးသားတယောက်ကိုကုသပေးဖို့အခြေအနေကြုံလာခဲ့ပါတယ်ထူးခြားတာကအဲ့ဒီအမျိုးသားဟာသူမတို့ဘယ်နဲ့မိသားစုရဲ့နံပါတ်1ရန်သူတော်ကြီးဖြစ်တဲ့အလက်ဆန်ဒါဂရန့်ဖြစ်နေတာပါပဲဆာရာဟာသူ့ရဲ့ဒဏ်ရာကနေတွေးထွက်လုံးမသွားအောင်တားဆီးဖို့အတွက်အဝတ်စားတွေကိုချုပ်ပြီးအရေးပေါ်ကုသပေးခဲ့ပေမဲ့တတိပြန်ရလာတဲ့အလက်ဆန်ဒါကတော့သူ့ရဲ့ခန္ဓာကိုယ်ကိုအကုန်မြင်သွားတဲ့ဆာယာကိုဒေါသထွက်ပြီးလိုက်လံရှာဖွေခိုင်းပါတော့တယ်အဲ့ဒီအချိန်မှာပဲဆာရာစီကိုအရေးပေါ်ဖုန်းတစ်ကောင်ဝင်လာခဲ့ပြီးသူမကိုတူးရဲသောချစ်ခင်ပေးရှာတဲ့အဖွားဖြစ်သူရုတ်တရက်နှုံးရက်ကဆုံးပါသွားခဲ့ကြောင်းသိလိုက်ရပါတယ်ဆာရာတယောက်အိမ်ကိုအပြေးလွှားပြန်လာခဲ့ပေမဲ့ဆာရာအပေါ်အမြဲမနာလိုဖြစ်နေတဲ့ညီမဖြစ်သူဂျူလီယာကတော့အဖွားဖြစ်သူဟာဆာရာတိုက်ကျွေးလိုက်တဲ့ဆေးကြောင့်တည်ဆုံးသွားရတာပါဆိုပြီးမိဘတွေရှေ့မှာမဟုတ်မမှန်လုပ်ကြံဆွဆွဲလိုက်ပါတော့တယ်ဂျူလီယာကိုပဲအလိုလိုက်ထားတဲ့မိဘတွေကလည်းဆာရာစကားကိုလုံးဝမယုံကြည်ပဲအဖွားကိုနောက်ဆုံးအနေနဲ့ကြည့်ခွင့်တောင်းနေတဲ့ဆာရာကိုအိမ်ပေါ်ကနေရရဆက်ဆက်မောင်းထုတ်ကာသမီးဖြစ်ကပါအပြီးတိုင်ဆုံးလိုက်ကြပါတယ်အားလုံးအိမ်ထဲဝင်သွားတဲ့အချိန်မှာတော့ရက်ဆက်လာတဲ့ဂျူလီယာကဆာရာကိုလှောင်ပြောင်ပြီးဗန်နဲ့မိသားစုမှာသူမတယောက်ခဲပဲသမီးဖြစ်နေရဖို့အတွက်အဖွားနဲ့ဆာရာကိုအကွက်စင်ဖယ်ရှားခဲ့တာဖြစ်ကြောင်းအမှန်တရားကိုရေးရေးကြီးဖွင့်ပြောခဲ့ပါတယ်။အရာအားလုံးကိုဆုံးရှုံးသွားပြီးလမ်းမေးမှာဝမ်းနေပူဆွေးကအသက်ပင်မရှင်ကျင်တော့တဲ့ဆာရာကိုကားထဲကနေစောင့်ကြည့်နေတဲ့အလက်ဆန်နာကကဲတင်ပြီးသူ့ရဲ့အိမ်ကိုခေါ်ဆောင်သွားခဲ့ပါတော့တယ်။အလက်ဆန်နာရဲ့အိမ်မှာနိုးလာတဲ့ဆာရာဟာအဖွားအတွက်ကလဲစားချေဖို့စိတ်လိုက်မှန်ပါစူးစမ်းပေမဲ့အလက်ဆန်နာကသူမကိုစိတ်အေးထားဖို့တားဆီးခဲ့ပါတယ်။အလက်ဆန်နာကဆာယာကိုသူ့အနားမှာနေရန်သူတွေကိုခြေပွားအောင်မှနင်းချေချေမွန်ကစ်နိုင်မဲ့ခွေးရေးပေးမယ်လို့ဆွဲဆောင်ခဲ့ပြီးသူမရဲ့ကူညီပေးမှုကိုလည်းတမျိုးလေကကြီးစေခဲ့ပါတယ်။ဆာရာတယောက်ရန်သူအနားမှာနေပြီးကလဲစားချေဖို့ဆုံးဖြတ်ချက်ချရမယ့်အချိန်မှာပဲသူမရဲ့တော်လေးဖြစ်သူရောက်ရှိလာခဲ့ပါတယ်။ဒီနောက်မှာတော့ဆာရာရဲ့ဒေါ်ဖြစ်သူကအဖွားဖြစ်သူဟာဝယ်လုံးမသွားခင်မြို့လေခေါင်ကဘီလီယံ3ချီတန်ဖိုးရှိတဲ့အလွန်ဖိုးတန်လာတဲ့မြေကွက်ကြီးကိုဆာရာတယောက်တည်းအတွက်တည်တန်းစာရေးပြီးတရားဝင်တွဲပြောင်းပေးခဲ့တဲ့အကြောင်းလာရောက်ပြောပြခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာဆာရာဟာအားကိုးရမယ့်နေရွယ်သေးတယ်လို့အာနာရှိတဲ့ဗန်နဲ့မိသားစုကလည်းဒီမြေကွက်ကိုမျက်စိကျနေတာကြောင့်အဖွားရဲ့နောက်ဆုံးအမွေအနှစ်ကိုကာကွယ်ဖို့အတွက်မိသားစုရဲ့ရန်သူဟောင်းဖြစ်တဲ့အလက်ဆန်ဒါဂရန့်ရဲ့အကာအကွယ်ကိုရယူဖို့ဆာရာတယောက်ဆုံးဖြတ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းရုံမှာပတ်ဆက်လုံးနဲ့အဖေဖြစ်သူနဲ့ဂျူလီယာတို့ဟာအဖွားကွယ်လွန်သွားတာမကြသေးခင်မှာပဲတည်တန်းစာအတူတစ်ခုကိုကိုယ်တိုင်ဖန်တီးပြီးအဲ့ဒီအဖိုးတန်မြေကွက်ကြီးကိုမတရားသိမ်းပိုက်ဖို့ကြံစီနေကြပါတယ်သူတို့ဟာဂျူလီယာရဲ့ခန္ဓာထဲဝါတဲ့ဝင်းနေပွဲကြီးမှာဒီတည်တန်းစာအတူကိုလူအများရှိတရားဝင်ထုတ်ပြန်ကြေညာဖို့စနစ်တကျစီစဉ်ခဲ့ကြတာဖြစ်ပါတယ်ဆာရာကတော့အလက်ဆန်နာရဲ့အိမ်မှာခိုးလုံးပေးရရှိနေပြီးဒဏ်ရာရထားတဲ့သူ့ရဲ့ဒဏ်ရာကိုဂယုတစိုက်ဆေးထည့်ပေးခဲ့ရကနေသူတို့နှစ်ဦးကြားမှာထူးခြားတဲ့တန်ရောစင်တွေစတင်တိုးဝါလာခဲ့ပါတယ်အလက်ဆန်နာကလည်းဆာရာကိုသူ့ရဲ့ပန်းချေပြီးလာအိမ်မှာစိတ်ကြိုက်နေထိုင်ခွင့်ပေးပြီးဗန်နဲ့မိသားစုရဲ့ရန်ရှာမှုမှန်သမျှကနေပြေဝအကာအကွယ်ပေးဖို့ကတိပြုခဲ့ပါတယ်နောက်တနေ့မနက်မှာတော့အလက်ဆန်နာဟာ UK ကိုအရေးကြီးအလုပ်ကိစ္စနဲ့တွားရောက်ဖို့ရှိနေပေမဲ့ဆာရာကိုကူညီဆောင်ရှောက်ဖို့အတွက်သူ့ရဲ့ယုံကြည်ရတဲ့လက်ထောက်ဖြစ်သူအာဒန်ကိုချန်ထားပေးခဲ့ပါတယ်ဗန်နဲ့မိသားစုကအဖွားရဲ့ရုပ်အလောင်းတော်မအေးသေးခင်မှာဂျူလီယာအတွက်ဝင်းနေပွဲအကြီးကျယ်လုပ်ပြီးအမွေလူကိုပြင်ဆင်နေတဲ့အစီအစဉ်ကိုသိရှိသွားတဲ့အခါအလက်ဆန်နာကဆာရာကိုသူ့ရဲ့မျိုးသမီးအနေနဲ့ကြိုက်တယ်လို့ကိတနာရှာနိုင်ကြောင်းနဲ့သူ့ဘက်ကကြောထောက်နောက်ခံသိရှိကြောင်းရဲရဲဝံ့ဝံ့အားပေးခဲ့ပါတယ်ဂျူလီယာရဲ့အခမ်းအနားရဲ့မွေးနေ့ပွဲကိုတော့အဖွားအတွက်ဘာဝန်းနေခြင်းမှမရှိဘဲအလွန်ပျော်ပျော်ပါပါကျင်းပနေကြပြီးရောက်လာတဲ့ဧည့်သည်တွေကလည်းဂျူလီယာကိုဗန်နဲ့မိသားစုရဲ့အဖိုးတန်ရနာလေးဖြစ်ဝိုင်းဝန်းချီးမွမ်းဂုဏ်ပြုနေကြပါတယ်ဒီပွဲကိုဆာယာရောက်ရှိလာတဲ့အခါမှာတော့မိသားစုဝင်တွေကဆာရာကိုအိမ်ပြန်လာဖို့တောင်းပန်တိုးရှိုးတာလို့ထင်မှတ်ပြီးလှောင်ပြောင်စော်ကားခဲ့ကြပါတော့တယ်ဒီလိုနဲ့အမှန်တရားကိုဖော်ထုတ်ပြီးလက်စားချေဖို့ရောက်လာတဲ့ဆာရာတယောက်ဒီမွေးနေ့ပွဲကြီးမှာဘလို့တုတ်ပြန်မလဲဆိုတာဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်ဆာယာကတော့ခွားဖြစ်သူကွယ်လွန်သွားတာကိုစနစ်တကျတင်ကြိုခြင်းမပြုဘဲဘာကြောင့်အလျင်အမြန်မိတင်ကြိုဖြစ်ခဲ့တယ်လဲဆိုတာကိုလူအများရှိမှမေးခွန်းထုတ်လိုက်ပါတယ်ဆာရာဟာစေချောင်းသူတယောက်ဖြစ်တာကြောင့်ခွားရဲ့တည်ဆုံမှုမှာမတင်ကားစရာတွေရှိနေတာကိုရိပ်မိနေပြီးဂျူလီယာဟာခွားကိုအမြဲတမ်းနှိမ့်ဆက်စော်ကားခဲ့သူဖြစ်လို့ဒီမြေဘက်ကိုရပိုင်ခွင့်မရှိကြောင်းပြက်ပြက်သားသားပြောဆိုခဲ့ပါတယ်ထို့နောက်မှာတော့ဆာရာဟာသူမရဲ့ဖုန်းထဲကနေဂျူလီယာတယောက်အဖွားဖြစ်သူကိုအစားနဲ့ထားပြီးရဲရဲဆက်ဆက်နှိမ့်ဆက်ခဲ့တဲ့တက်တေဗီဒီယိုဖိုင်ကိုဧည့်သည်အားလုံးရှေ့မှာဖွင့်ပြလိုက်တဲ့အတွက်ဂျူလီယာရဲ့ဟန်ဆောင်ကောင်းကားတဲ့မျက်နှာဖုံးဟာလူအများရှေ့မှာကွာကျသွားခဲ့ရပါတယ်ဗီဒီယိုဖိုင်ဟာအတူအယောင်ဖြစ်တယ်လို့ဂျူလီယာကညှင်းဆိုနေချိန်မှာပဲဆာရာကအဖွားရဲ့စစ်မှန်တဲ့တည်တန်းစာဟာသူ့မလက်ထဲမှာရှိနေကြောင်းထုတ်ပြလိုက်ပါတယ်ဒါပေမဲ့ဗန်နဲ့မိသားစုရဲ့လက်ဝေကန်အချင်းပြည့်ရှိနေဖိလစ်ကသူတို့ဘက်ကပြင်ဆင်ထားတဲ့တည်တန်းစာအတူကိုထုတ်ပြပြီးဆာယာလက်ထဲကတည်တန်းစာဟာအတူဖြစ်ကြောင်းနဲ့တည်တန်းစာအတူပြုလုပ်မှုနဲ့ဆာယာကိုရဲစခန်းပို့ပစ်ဖို့လုံခြုံရေးတွေကိုအမိန့်ပေးခဲ့ပါတယ်။ဒီလိုအကြက်တဲဖြစ်နေတဲ့အချိန်မှာပဲအာနာရှိလာတဲ့အမွေခံမင်းသားလေးအလက်ဆန်ဒါဂရန့်ဟာသူ့ရဲ့လက်ထောက်အာရန်နဲ့အတူပွဲတွေကိုအရှိန်အဝါပြည့်နဲ့ရောက်ရှိလာပြီးဆာရာကိုဖန်ဆီးဖို့လုပ်နေတဲ့လုံခြုံရေးတွေကိုတားဆီးပေးခဲ့ပါတယ်။အလက်ဆန်ဒါဟာဘန်နဲ့မိသားစုရဲ့ချင်းချောက်မှုတွေကိုဂရုမစိုက်ပဲဆာရာဘက်ကနေရဲရဲဝံ့ဝံ့မမမရက်တည်ပေးခဲ့ပါတယ်။ဂျူလီယာဟာဒေါသတကြီးနဲ့ဆာရာလက်ထဲကတည်တန်းစာကိုလူယူဆုပ်ခဲပစ်ခဲ့ပေမဲ့ဆာရာကတော့ဒါဟာမိတူမျှတာဖြစ်ကြောင်းအေးအေးဆေးဆေးပဲတုံ့ပြန်ခဲ့ပါတယ်။
ချက်ချင်းဆိုသလိုပဲဆာရာဖိတ်ခေါ်ထားတဲ့စကိုင်းမြို့လုပ်ငန်းစုရဲ့ဥက္ကဋ္ဌဟောင်းမဒန်ဟာပါဟာပွဲလေးကိုရောက်ရှိလာပြီးဆာရာလက်ထဲကတေရန်စာဟာစစ်မှန်ကြောင်တက်တေထွက်ဆိုပေးခဲ့ပါတယ်အဖွားဖြစ်သူဟာတေရန်စာရေးစဉ်ကတက်တေ3ရှည်မှာတရားဝင်နူထရီပြန်ထားခဲ့တာဖြစ်ပြီးစကိုင်းမြို့လုပ်ငန်းစုကနေတေရန်စာရေးထိုးခဲ့တဲ့ဗီဒီယိုအမှန်ကိုထုတ်ပြန်တော့မှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်ဒီလိုနဲ့ဘန်နဲ့မီတာစုရဲ့တေရန်စာအတူလုံးမှုဟာလူအများရှေ့မှာအပြီးတိုင်ပေါ်ပေါက်သွားခဲ့ပြီးသူတို့ရဲ့အမွေဆက်ခံခွင့်အားလုံးဆုံးရှုံးသွားခဲ့ရပါတော့တယ်မဒန်ဟာပါဟာဆာရာကိုခေါ်ဆောင်သွားခဲ့ပြီးအလက်ဇန်ဒါကလည်းအချင်းတက်ရှိနေဖိလစ်ကိုဒီမျိုးမှာနောက်ထပ်ခြေချခွင့်မရစေနဲ့လို့အာဒန်ကိုအမိန့်ပေးလိုက်ပါတယ်ဒီလိုနဲ့ကောက်ကျစ်တဲ့မိသားစုကိုအောင်မြင်စွာလက်စားချေနိုင်ခဲ့ပါတယ်ဝဲပြီးမှာဆာရာဟာမဒန်ဟာပါနဲ့အတူမလိုက်သွားပဲအလက်ဇန်ဒါနောက်ကိုပဲလိုက်ခဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်အလက်ဇန်ဒါကသူ့ကိုကားပြိုင်ခွင့်မှာမတော်တဆဖြစ်အောင်လုပ်ကြံဖို့ကြိုးစားခဲ့တဲ့အဖြစ်သားတယောက်ကိုစစ်ဆေးတဲ့နေရာစီဆာရာကိုခေါ်သွားခဲ့ပါတယ်ထို့လူကသူ့ရဲ့ညီမလေးနှလုံးစားထိုးကုသဖို့ငွေလိုနေလို့အခုလိုလုပ်မိရပါလို့ဒူးထောက်တောင်းပန်တဲ့အခါအလက်ဇန်ဒါကကားပြိုင်ခွင့်မှာသူတေးလူနီးပါဖြစ်ခဲ့ရတဲ့အတွက်ကလေးစားချေတဲ့အနေနဲ့ထို့လူရဲ့ခြေထောက်တစ်ဖက်ကိုရိုက်ချိုးပစ်ဖို့အမိန့်ပေးခဲ့ပေမဲ့တစ်ဖက်မှာလည်းသူ့လက်ထောက်အာရန်ကိုထို့လူညီမအတွက်နှလုံးအမြန်ဆုံးရှာပေးဖို့နဲ့စေဖို့ဝါခအားလုံးကိုကြားခံပေးဖို့ညွှန်ကြားခဲ့ပါတယ်ထို့ပြတ်သားပြီးဂယုဏရှိလာတဲ့လုပ်ရက်ကိုမြင်လိုက်ရတဲ့အခါမှာတော့ဆာရာဟာအလက်ဇန်ဒါနောက်ကိုလူတွေပါကြောင့်ဒီလောက်အသက်ပေးပြီးလိုက်ကြလဲဆိုတာနားလည်သွားခဲ့ရပါတယ်။တစ်ဖက်မှာတော့ဘန်နဲ့မီသားစုဟာကုမ္ပဏီရဲ့ငွေကြေးစီးဆင်းမှုတွေပြက်လက်နေတာကြောင့်အဖွားရဲ့မြေကွက်ကိုရောင်းပြီးအပေါက်ဖာဖို့အသေးအတန်စူးစမ်းနေကြပါတယ်။ဆာရာလက်ထဲကအမွေတွေကိုပြန်လူယူဖို့အတွက်ဂျူလီယာကဆာရာတက်နေတဲ့တက္ကသိုလ်ကိုကိုယ်တိုင်သွားရောက်ပြီးဆာရာကိုအိမ်ပြန်လာအောင်စီးရုံးမယ်လို့မီသားစုဝင်တွေကိုကတိပေးလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ဆာရာဟာအလက်ဇန်ဒါအတွက်သူမကိုယ်တိုင်လုပ်ထားတဲ့လက်စွပ်သီး Cufflinks လေးကိုရှက်ရှက်နဲ့လက်ဆောင်ပေးခဲ့ပါတယ်။အလက်ဇန်ဒါကရုပ်ဆိုးလိုက်တာလို့စားနောက်ခဲ့ပေမဲ့ဝမ်းသာအားရတင်းစီထားခဲ့ပြီးဂျူလီယာရန်ကနေတတိထားဖို့ဆာရာကိုတတိပေးခဲ့ပါတယ်။ဆာရာကတော့အလက်ဇန်ဒါသူမရဲ့နောက်ွယ်မှာအမြဲရှိနေပေးမယ်ဆိုတာယုံကြည်တဲ့အတွက်ဘာမှမကြောက်ပဲကြောင်းတက်ခဲ့ပါတယ်။ကျောင်းရောက်တဲ့အခါဂျူလီယာနဲ့သူမရဲ့တငယ်ချင်းတွေဟာကျောင်းသားတွေအားလုံးရှေ့မှာဆာရာကိုဖွားဖြစ်သူကိုတက်တဲ့လူတက်သမားအင်ကနေချခံရတဲ့တနည်းမိုက်ဆိုပြီးဝိုင်းဝန်းစော်ကားပုတ်ခတ်ကြပါတယ်။ဒါနေမကပဲအရင်ကဆာရာကိုကျောင်းခေါင်မိုးပေါ်မှာပိတ်လောင်ပြီးစီးနဲ့ပတ်ခဲ့တဲ့တိတ်ကနှိမ့်ဆက်မှုတွေကိုပါပြန်ပြောပြီးလှောင်ပြောင်လာတဲ့အတွက်ဒေါသအငြက်ချောင်းချောင်းထွက်သွားတဲ့ဆာရာဟာဂျူလီယာရဲ့စပင်ကိုဆွဲပြီးရေကန်သေးကိုအတင်းကောင်းနှစ်ကပညာပေးလိုက်ပါတော့တယ်။ဒီချိန်တွေကိုကျောင်းအကြီးမြင်သွားပြီးဂျူလီယာဘက်ကနေကားကွယ်ကဆာရာကိုကျောင်းထုတ်ပစ်ဖို့ချင်းချောက်ပါတယ်ဂျူလီယာကဆာရာကိုအကျက်ကင်ဖို့မိဘတွေကိုဖုန်းခေါ်ဖို့လုပ်တဲ့အခါဆာရာကလည်းကြောက်ရွံ့ခြင်းမရှိဘဲသူမရဲ့အုပ်ထိန်းသူဖြစ်တဲ့အလက်ဇန်ဒါထံဖုန်းဆက်အကူအညီတောင်းလိုက်ပါတယ်အလက်ဇန်ဒါကဆာရာတယောက်ဂျူလီယာကိုပြန်လည်တုတ်ပြန်လိုက်တာကိုသဘောကျနေပြီးဒီလိုကျောင်းစုပ်ကထုတ်လဲဘာမှဂရုစိုက်နေစရာမလိုဘူးလို့ပြောကဆာရာဘက်ကနေထပ်မံမမရက်တီပေးဖို့ပြင်ဆင်လိုက်ပါတော့တယ်ခဏကြာရင်ဂျူလီယာမိဘတွေပါရောက်လာပြီးဆာရာကိုဖိအားပေးပေမဲ့ဆာရာကတော့ကြောင်းရွံ့ခြင်းမရှိခဲ့ပါဘူးထို့စင်မှာပဲဂျူလီယာရဲ့ရက်ဆက်စွာနှိပ်စက်မှုကိုခံခဲ့ရတဲ့အခြားကျောင်းသူတအူးကတက်တေတွေနဲ့အတူရှေ့ထွက်လာပြီးဂျူလီယာဟာကျောင်းတွင်အနိုင်ကျင့်သူအစ်စ်မှန်ချစ်ကြောင်းဖွင့်ချလိုက်ပါတယ်သူမရဲ့ကိုခန္ဓာဘောကဒဏ်ရာတွေနဲ့ဂျူလီယာရဲ့ဖက်နှက်ချေရာတက်တေကြောင့်ဂျူလီယာနင်းကွယ်လို့မရတော့ပဲကျောင်းသားသူတရက်လုံးကဂျူလီယာကိုကျောင်းထုတ်ဖို့ဝိုင်းဝန်းတောင်းဆိုကြပါတော့တယ်နောက်ဆုံးမှာတော့ဂျူလီယာဟာကျောင်းထုတ်ကစ်ချင်းခံရပြီးဘန်နဲ့လင်မရလည်းအရှက်တကွဲနဲ့ထွက်သွားခဲ့ရပါတယ်ဒီလိုရုံးရင်ဆန်ခတ်ဖြစ်နေတဲ့အချိန်မှာပဲအမွေခံမင်းသားလေးအလက်ဇန်ဒါဟာကျောင်းဝင်းတွေကိုကိုယ်တိုင်ရောက်ရှိလာပြီးဆာရာကိုမတရားကြောင်းထုတ်ဖို့လုပ်ခဲ့တဲ့အချင်းပြက်ကြောင်းအုပ်ကြီးကိုချက်ချင်းယာတို့ကနေအနားယူစေလိုက်ပါတယ်ထို့နောက်အလက်ဇန်ဒါဟာဆာရာကိုအိမ်မှာပဲစိတ်အေးလက်အေးအနားယူဖို့ခေါ်ဆောင်သွားခဲ့ပြီးဆာရာကသူ့အနားမှာအနီးကပ်ဆောင်ရှောက်ခွင့်ပေးလိုက်ပါတော့တယ်တစ်ဖက်မှာတော့ဘန်နဲ့မီသားစုတွင်းမှာအကြီးကျယ်မုန်တိုင်းထန်နေပါတယ်ဖခင်ဖြစ်သူဖရန့်ဟာဂျူလီယာကြောင်းထုတ်ခံရပြီးမိသားစုတိတ်ခါကိုလူပုံအလဲမှာဖျက်ဆီးခဲ့တဲ့အတွက်ဒေါသအမျက်ချောင်းချောင်းထွက်နေပြီးကုမ္ပဏီကျက်တဲ့အတွက်ဆာရာစီကအမွေတွေကိုအသေးအတန်လိုချင်နေပါတယ်ဂျူလီယာကတော့သူမကိုယ်တိုင်ဆာရာကိုအိမ်ပြန်ခေါ်လာပြီးအမွေတွေအားလုံးပြန်လူပေးမယ်လို့ဖခင်ဖြစ်သူကိုကတိပေးကအခွင့်အရေးတောင်းလိုက်ပါတယ်မကြခင်မှာပဲဂျူလီယာရဲ့အမေဟာကျောင်းရှိမှာဆာရာကိုလာရောက်ဆောင်ကြိုပြီးအဖွားဖြစ်သူမဒန်ဟာပါရဲ့အမတ်တရပစ္စည်းတွေကားပေါ်မှာရှိရဲဆိုတဲ့အကွက်စင်အကြောင်းပြချက်နဲ့ဆာရာကိုကားပေါ်အတင်းဆွဲတင်ကပြန်ပေးဆွဲဖို့ကြိုးစားပါတော့တယ်ဆာရာကအတင်းရုံးကန်နေစဉ်အလက်ဇန်ဒါရဲ့လူတွေကအချိန်မီရောက်လာပြီးဆာရာကိုဘေးကင်းစွာကယ်တင်နိုင်ခဲ့ပါတယ်ကျောင်းကန်တုံရင်နေတဲ့ဆာရာကိုအလက်ဇန်ဒါကဘသူမှသူမကိုခေါ်ထုတ်သွားခွင့်မရှိစေရဘူးလို့ကတိပေးကနှွေးထွေးစွာနှက်သိမ့်ပေးခဲ့ပြီးဆာရာကလည်းသူမမှာအလက်ဇန်ဒါနဲ့အတော်မော်လီပဲရှိတော့တာပါလို့ရင်ဖွင့်ပါတယ်ထို့နောက်အလက်ဇန်ဒါရဲ့လက်ထောက်ကဆာရာဟာဘာအဆင့်တန်းမှမရှိပဲအလက်ဇန်ဒါနားမှာရှိနေတာဟာရေရှည်အတွက်မကောင်းကြောင်း Grand မီတာစုကလည်းတီးလို့မဖြစ်ကြောင်းနဲ့ဆာရာကသူ့အပေါ်တန်ရောစင်တွေအလွန်အကျွံပူနေပြီဖြစ်ကြောင်းထောက်ပြဆိုရင်ပါတယ်ဒါပေမဲ့အလက်ဇန်ဒါကဆာရာမှာသူ့အပေါ်တာမန်ထက်ပိုတဲ့စိတ်ရှိနေတာကိုသူသိကြောင်းနဲ့အဲ့ဒီလိုမိခိုးတွဲတာနေတာကိုပဲသူကိုယ်တိုင်သဘောကျနေဆိုင်နေမိကြောင်းပြသစွာဝန်ခံလိုက်ပါတယ်ပထမအကြိမ်ဆာရာကိုဖမ်းဖို့ပြက်ကွက်ခဲ့တဲ့အတွက်ဖရန့်ကဂျူလီယာတို့သားအမိကိုအိမ်ကနေချမယ်လို့ရာဇတန်ပေးလာပါတယ်။ဒါကြောင့်ဂျူလီယာဟာဆာရာရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်တဲ့အတော်ဖြစ်သူမော်လီကိုပြန်ပေးဆွဲပြီးအမွေတွေကိုချင်းချောက်လူယူကိုပုံမယုံမာတဲ့အစီအစဉ်တစ်ခုကိုအမိဖြစ်သူနဲ့အတူထပ်မံကြံစီလိုက်ပါတော့တယ်။ ဒီ
ဒီတော့အတွင်းမှာဆာရာဟာအပြင်းထန်ချားနာပြီးအိယာရဲလဲနေစဉ်အလက်ဆန်ဒါကသူမကိုနမ်းရှုံပြီးဘယ်တော့မှပြစ်မထားဘူးလို့ပြောတဲ့အချစ်စိတ်ကူးရင်အိမ်မက်တစ်ခုကိုမခဲ့ပါတယ်ချားတာတက်တာလို့နိုးလာတဲ့အခါမျက်နှာပြင်လုံးမြင်မြန်းပြီးရှက်သွေးဖြန်းနေတဲ့ဆာရာဟာအလက်ဆန်ဒါအပေါ်ထားရှိတဲ့သူမရဲ့စိတ်အစစ်အမှန်ဟာတာမန်ကျေးဇူးတင်လေးစားယုံတင်မကပဲအချစ်စိတ်တွေပြင်းပြစွာဝင်နေပြီဆိုတာကိုကိုသဘောပေါက်သွားခဲ့ပါတော့တယ်ဆာရာဟာအလက်ဆန်ဒါပေါ်ထားရှိတဲ့သူမရဲ့ချစ်စစ်ကိုသဘောပေါက်သွားပေမဲ့အတော်မော်လီကတော့သူတို့နှစ်ယောက်ရဲ့လူမှုပတ်ဝန်းကျင်အဆင့်တန်းကွာခြားချက်ကြောင့်ရှီရီဟာမဖြစ်နိုင်ကြောင်းနဲ့နာကျင်ရလိမ့်မယ်လို့သတိပေးပါတယ်ဒါပေမဲ့ဆာရာကတော့အလက်ဆန်ဒါကိုယ်တိုင်နဲ့ထုတ်တာမျိုးမဟုတ်ရင်ဘယ်တော့မှထွက်မသွားဘူးလို့ပြက်ပြက်သားဆုံးဖြတ်ထားပါတယ်မကြခင်မှာပဲရုပ်မာလာတဲ့ဂျူလီယာဟာအပွဲကြကြနဲ့အတော်မော်လီကိုပြန်ပေးဆွဲသွားပြီးဆာရာကိုအမွေတွေအားလုံးယူပြီးအင်ပြန်လာဖို့ဖုန်းဆက်ချင်းချောက်ပါတော့တယ်ဆာရာဟာဘလူးချီနီမျိုးမှမဆိုကဲတင်ပါမယ်ဆိုတဲ့အလက်ဆန်ဒါရဲ့ဂတိစကားကိုယုံကြည်ပြီးစိတ်အေးထားကအတော်ဖြစ်သူကိုကဲတင်ဖို့ကြိုးစားပါတယ်သို့တော်လည်းလမ်းမှာဘန်နဲ့မိသားစုရဲ့လူတွေကဆာရာကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဖရန့်နဲ့ဂျူလီယာတို့တာအမီဟာဆာရာစီကအမွေတွေကိုလူယူယုံတင်မကပဲဇနီးဟောင်းနဲ့ကွာရှင်းထားပြီးခြေထောက်ကျိုးနေတဲ့ရက်ဆက်တက်တဲ့အေဘရက်မီသားစုရဲ့တာကြီးနဲ့အတင်းအဓမ္မပေးစားကဆာရာဘဝကိုတစ်သက်လုံးနှိမ့်ဆက်ခံရအောင်လုပ်ဖို့အကြံရုပ်စီစဉ်နေကြပါတယ်ဒါပေမဲ့အမွေခံမင်းသားလေးအလက်ဆန်ဒါဟာသူ့ရဲ့အရေးကြီးတဲ့ Ryan Apex Company ရဲ့အနာဂတ်စီးပွားရေးစည်းဝေးကိုပါဆွန့်လွတ်ပြီးဆာရာကိုချက်ချင်းလိုက်လံခဲ့တင်ခဲ့ပါတယ်ဘေးကင်းသွားတဲ့အချိန်မှာအလက်ဆန်ဒါကဆာရာရဲ့ရင်ဖွင့်ဝန်ခံချက်ကိုပြန်လည်တုံ့ပြန်ခဲ့ပြီး Grand မီသားစုရဲ့ကန့်ကွက်မှုကိုမမှုပဲသူမကိုဘယ်တော့မှလက်လွတ်မှာမဟုတ်ကြောင်းနဲ့ဒီချိန်လေးကနေအတူတူရင်ဆိုင်သွားမယ်လို့ကတိပေးကနှစ်သိမ့်ပေးလိုက်ပါတယ်ထို့နောက်အလက်ဆန်ဒါကအဖွားဖြစ်သူမဒန်ဟာပါကွဲလွန်ခါနီခန်းထဲကပြိုဝဲကင်မရာမှတ်တမ်းကိုဆာရာကိုပြသခဲ့ရအဖွားကိုစကားများပြီးတေအောင်တွန်းပို့ခဲ့တဲ့တရခန့်အစ်စ်ဟာဂျူလီယာဖြစ်နေတာကိုသိလိုက်ရပါတယ်အဖွားအတွက်ဒေါသထွက်သွားတဲ့ဆာရာဟာဂျူလီယာကိုဥပဒေနဲ့အညီအပြစ်ပေးနိုင်ဖို့ကလေးစားချေမဲ့အစီအစဉ်တစ်ခုဆွဲလိုက်ပါတယ်သူမဟာဂျူလီယာစီဖုန်းဆက်ပြီးအမွေတွေကိုစာချုပ်လက်မှတ်ထိုးပေးအပ်ဖို့အင်ပြန်လာမဲ့အပြင်ဘန်နဲ့မိသားစုရဲ့လူကြီးသူမတွေကိုပါတက်တဲ့အဖြစ်ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်ဂျူလီယာကတော့ဆာရာရဲ့ထောင်ချောက်ထဲခြေစုံပြစ်ဝင်မဲမသိပဲဖခင်ဖြစ်သူရှေ့မှာနင့်နာပွင့်ဖို့အတွက်အောင်ပွဲခံကမိသားစုလူကြီးတွေကိုဖိတ်ကြားဖို့ပြင်ဆင်နေပါတော့တယ်။ဂျူလီယာဟာဆာရာစီကမွေတွေကိုလူယူပေးနိုင်ရင်ဘန်နက်ကော်ပိုရေးရှင်းမှာဖခင်ရဲ့လက်ရုံးချစ်ခွင့်ရမယ်ဆိုတဲ့ကတိကြောင့်အလွန်ဝမ်းသာနေပါတယ်။သူမတို့သားမိဟာဖန်ဆီးထားတဲ့အတော်မော်လီကိုရဲဆက်ဆက်ချင်းချေကြပြီးမိခင်ဖြစ်သူကပါဆာရာကိုသူမရဲ့သမီးအဖြစ်အတိမတ်မပြူပဲဝေးဖွားခဲ့ရတာကိုနောင်တရတယ်လို့ရုံမာစွာပြောဆိုပါတယ်။တစ်ဖက်မှာတော့အလက်ဆန်ဒါရဲ့ဖခင်ဖြစ်သူကအရေးကြီးရဲ့အစည်းအဝေးကနေထွက်သွားခဲ့တဲ့အလက်ဆန်ဒါကိုလာရောက်တတိပေးပြီးအိမ်မှာမိန်းကလေးတယောက်ဝတ်ထားတယ်လို့တန်တရားဝင်နေပါတယ်အလက်ဆန်ဒါကသူ့ကို6လအချိန်ပေးဖို့နဲ့နောက်ဆိုရင်ထိုမိန်းကလေးကိုအင်ခေါ်လာခဲ့မယ်လို့တတိပေးကဖခင်ဖြစ်သူရဲ့အတင်းအဓမ္မအစီအစဉ်တွေကိုတားဆီးလိုက်ပါတယ်အဲ့ဒီနောက်အလက်ဆန်ဒါနဲ့ဆာရာတို့ဟာတဦးပေါ်တဦးထားရှိတဲ့အချစ်တွေကိုပုံမှုခိုင်မြဲအောင်ချုံငိမ့်စွာကတိပေးခဲ့ကြပါတယ်။အလက်ဆန်ဒါကဆာရာကိုမြည်သည့်အခြေအနေမျိုးမှမဆိုရှုံးနှိမ်ခွင့်ပေးမှာမဟုတ်ကြောင်းနဲ့အမြဲတမ်းသူမရဲ့နောက်ွယ်မှာရှိနေပေးမယ်လို့ယုံကြည်မှုတွေပေးခဲ့ပါတယ်။ထိုစဉ်မှာပဲလက်ထောက်အာဒန်ကအတော်မော်လီကိုဖန်ဆီးထားတဲ့နေရာကိုစုံစမ်းသိရှိသွားကြောင်းသတင်းပို့လာတဲ့အတွက်အလက်ဆန်ဒါကဆာရာဘန်နဲ့အိမ်ကိုရောက်သွားတဲ့အချိန်ကျမှတကြိုင်နဲ့ကဲဆယ်ရေးလုပ်ဖို့ဝက်ကြကြစီစဉ်လိုက်ပါတယ်။ဆာရာဟာအလက်ဆန်ဒါပေးတဲ့တပ်တွေတွေနဲ့ယုံကြည်မှုကိုရင်ဘတ်မှာပိုက်ပြီးဘန်နဲ့အိမ်တော်စီတကူတော်ရဲရဲဝံ့ဝံ့သွားရောက်ခဲ့ပါတယ်။အိမ်တော်မှာတော့ဘန်နဲ့မိသားစုရဲ့လူကြီးသူမတွေစုံလင်စွာရောက်ရှိနေကြပြီးဂျူလီယာကဆာရာကိုအဖွားဖြစ်သူအားဆေးမတိုက်ပြီးတက်ခဲ့တဲ့လူသက်သမားအဖြစ်ဝိုင်းဝန်းဆက်ဆွဲပုတ်ခတ်ပါတယ်။ဒါပေမဲ့နိုင်ငံခြားကနေကတလုံးမှပြန်ရောက်လာတဲ့ဦးလေးဖြစ်သူကအဖွားကွယ်လွန်တာကိုစနစ်တကျနာရေးတောင်မလုပ်ပေးခဲ့တဲ့ဖရန့်တိုဇနီးမောင်နှံကိုမေးခွန်းထုတ်ခဲ့ပါတယ်။ဆာယာကလည်းသူမအကြောင်းတက်အလုံးလုံးနေချိန်မှာစေဝါတွေဟာအခြားသူတယောက်ယောက်ကြောင့်လဲလှယ်ခံလိုက်ရတာဖြစ်နိုင်ကြောင်းရဲရဲဝံ့ဝံ့ချေပခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆာရာကအဖွားဖြစ်သူမဒန်ဟာပါကွယ်လွန်တဲ့နေ့ကမန်တရားကိုသိရှိထားတဲ့ဥယျာဉ်မှုကိုတတ်တဲ့အဖြစ်အားလုံးရှိမော့ခေါ်ဆောင်လာခဲ့ပါတယ်။ဥယျာဉ်မှုကအဖွားခန်းထဲကိုနောက်ဆုံးဝင်သွားတာဂျူလီယာဖြစ်ကြောင်းနဲ့အခန်းထဲကနေလျှို့ဝှက်ကင်မရာမှတ်တမ်းကိုပါတွေ့ရှိခဲ့ကြောင်းဖွင့်ချလိုက်တဲ့အခါမှာတော့ဂျူလီယာတယောက်ပြပြတလဲညှင်းဆိုပါတော့တယ်။ထိုစဉ်ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူဘေးကင်းစွာရောက်ရှိလာတဲ့အတော်မော်လီကဂျူလီယာဟာသူမကိုစိတ်ခတ်ပြီးတောင်ပေါ်အိမ်မှာပြန်ပေးဆွဲထားခဲ့သူဖြစ်ကြောင်းအားလုံးရှိမှတက်တဲ့ပြလိုက်ပါတယ်။သို့တော်လည်းဂျူလီယာမိခင်ဖြစ်သူဘက်ကသမီးကိုကာကွယ်ဖို့အတွက်ဒီအမှုတွေအားလုံးကိုသူမကိုယ်တိုင်စီစဉ်ညွှန်ကြားခဲ့တာပါဆိုပြီးရှစ်ထွက်ဝင်ခံကရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ပါတယ်ဂျူလီယာကတော့သူမရဲ့မိခင်ဖြစ်သူအဖမ်းခံရတာကိုကြည့်ပြီးဘာမှမလုပ်ဆောင်ဘဲငြင်းသက်နေခဲ့ပါတယ်တစ်ဖက်မှာတော့ဘန်နက်ကော်ပိုရေးရှင်းရဲ့ရှယ်ယာဈေးနှုန်းတွေကျဆင်းမှာနဲ့ကုမ္ပဏီတိတ်ခါကြမှာကိုစိုးရိမ်နေတဲ့မိသားစုလူကြီးတွေနဲ့ဖရန့်တိုဟာဂျူလီယာမိခင်လက်ကိုပဲအမှုအားလုံးကောင်းခံခိုင်းဖို့ဆုံးဖြတ်လိုက်ကြပြီးဂျူလီယာကိုတော့နောက်ထပ်ပြဿနာမရှာဘူးနဲ့ထပ်ပြီးအမှားလို့ရင်မိသားစုကနေအပြေးပိုင်ဖြတ်တောက်မယ်လို့တတိပေးလိုက်ပါတယ်ဂျူလီယာကတော့စာရကြောင့်ကြုံတွေ့ရတဲ့အရှက်ရမှုတွေအတွက်နှစပြန်ကလဲစားချေဖို့ကြုံဝါနေစေဖြစ်ပါတယ်အန်နီရီဂျာကနေအမှန်တရားကိုဖော်ထုတ်နိုင်ခဲ့တဲ့ဆာရာဟာအတော်ဖြစ်သူကိုစိတ်ချရတဲ့နေရာမှာအနားယူစီပြီးနောက်အလက်ဇန်ဒါစီကိုတွားကသူမတို့နှစ်ဦးရဲ့အချစ်ကိုပုံမခိုင်မြဲစေခဲ့ပါတယ်။အလက်ဇန်ဒါဟာဆာရာကိုလွတ်လပ်ပြီးတောက်ပတဲ့အနာဂတ်တစ်ခုပေးနိုင်ဖို့အတွက်မိသားစုရဲ့ချစ်လဲမှုအောက်ကနေရုံထွက်ဖို့ပြင်ဆင်လာပါတယ်။သူဟာဆာရာကိုအတိမပေးပဲသူ့ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို Grand မိသားစုရဲ့ပိုင်ဆိုင်မှုတွေထဲကနေလျှို့ဝှက်ခွဲထုတ်ဖို့ရှိနေတဲ့စီစဉ်ခိုင်းလိုက်ပြီးသူတို့စီစဉ်တဲ့အိမ်ထောင်ရေးကိုလက်ခံမှာမဟုတ်ကြောင်းပြသလိုက်ပါတယ်။
လက်ဇန်ဒါဟာသူ့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကို Grant မိသားစုရဲ့လက်အောက်ကနေတီးတန့်ခွဲထုတ်ဖို့တိတ်တဆိတ်စတင်စီစဉ်နေပါတယ်။ဒါဟာချစ်သူစာရအတွက်လွတ်လပ်ပြီးတောက်ပတဲ့အနာဂတ်တစ်ခုဖန်တီးပေးဖို့ဖြစ်ပြီးဒီအကြောင်းကိုစာရကိုလုံးဝမသိစေဖို့လည်းမှာကြားထားပါတယ်။တစ်ဖက်မှာလည်းဖန်ဆီးခံထားရတဲ့ Bennett ကတော့စီကိုခင်မွန်းဖြစ်သူ Frank ကလူယုံတယောက်လုပ်ပြီးသမီးဖြစ်သူ Julia ရဲ့ပြစ်မှုတွေအားလုံးကိုခေါင်းခံတရားခံချစ်ဝန်ခံပေးဖို့စီးရုံးလိုက်ပါတယ်။ Julia အနာဂတ်ပျက်စီးမသွားစေဖို့အတွက်မိခင်ဖြစ်သူကထောင်ဒဏ်10နှစ်ကျော်ထိကြားခံရနိုင်တဲ့လူကန်ပေးဆွဲမှုနဲ့လူတက်မှုတွေကိုဝန်ခံဖို့သဘောတူလိုက်ပေမဲ့သမီးဖြစ်သူ Julia ကတော့သူမကိုရာဇဝတ်ကောင်ဆိုပြီးလာရောက်ပြေဆုံးဖို့တောင်ဆက်ဆုပ်ရင်ရှာစွာနင်းဆန်ခဲ့ပါတယ်။ဒါတွေကိုသိရှိသွားတဲ့ Alexander ဟာ Bennett မိသားစုတဲကသတင်းပေးတွေရဲ့အကူအညီနဲ့ Frank ကသူ့ဇနီးဝန်ခံချက်ပေးပြီးတာနဲ့ကွာရှင်းပြက်ဆဲဖို့ပြင်ဆင်နေတဲ့အကြောင်း Sarah ကိုပြောပြခဲ့ပါတယ်။ဒါကြောင့် Sarah ဟာအကျဉ်းထောင်ထဲကမိခင်ဖြစ်သူ Bennett ကရောစီတွားရောက်ပြီး Frank ရဲ့ကွာရှင်းစာချုပ်ကိုပြတာကသူမတို့ယုံကြည်ကိုးကွယ်နေတဲ့မိသားစုရဲ့တစ္ဆာဖောက်မှုကိုဖွင့်ချလိုက်ပါတယ်။ဒီနေရာမှာ Sarah ဟာ Bennett ကတော့ရဲ့အရင်ခောက်သမီးရင်းဖြစ်ကြောင်းကိုလည်းထုတ်ဖော်ပြောပြခဲ့ပြီးမိခင်ဖြစ်သူကတော့သူမအနားမှာမကြီးတင်းခဲ့လို့တန်ရောစင်မရှိခဲ့ကြောင်းနဲ့သမီးချင်းချင်းအပေါ်ခွဲခြားဆက်ဆံခဲ့မိတာကိုဝန်ခံခဲ့ပါတယ်။ဒါအပြင် Bennett ကတော့ဟာ Julia ကိုကာကွယ်ဖို့အတွက်ပုံမူကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို Sarah ကိုဖွင့်လှစ်လိုက်ပါတယ်။တကယ်တော့ Mrs. ဟာပါတည်ဆုံးစေခဲ့တဲ့ဆေးဝါးအတူလဲမှုကိုဂျူလီယာလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအဲ့ဒီစိတ်ဆေးကိုကင်ဆင်ပေးခဲ့သူကတော့မြေကွက်ကိုလိုချင်နေတဲ့ Frank ကိုယ်တိုင်ဖြစ်နေပါတယ်။ Bennett ကတော့ကဂျူလီယာကိုတနာနှင်းညာပြီးလှုပ်ပေးဖို့မွေးတောင်းပန်ခဲ့ပေမဲ့နာကျင်မှုတွေနဲ့ပြင်းထန်နေတဲ့ဆာယာကတော့သူတို့ကိုဘယ်တော့မှခွင့်မလွတ်ပဲတစ္ဆာဖောက်မှုရဲ့ခါတိရဲ့အရာတာကိုပြန်လည်ပေးဆက်ဖို့မြေကွက်ကိုအသုံးချပြီးလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ Grant မိသားစုရဲ့ဥက္ကဋ္ဌကဆာရာဖြစ်စေခဲ့တဲ့တဒနာတွေကိုဖြေရှင်းဖို့ဖိအားပေးလာတဲ့အခါ Alexander ဟာတော်ဝင်ဧကရီရဲ့အမွေဆက်ခံသူဂုံပုတ်ကိုစွန့်လွတ်ကြောင်းပြက်ပြက်သားသားကြေညာပြီးထွက်လာခဲ့ပါတယ်။ဆာယာကိုကျောင်းကနေကြိုလာတဲ့ Alexander ဟာသူမရဲ့စိတ်မကောင်းဖြစ်နေတဲ့အရေးအယောင်တွေကိုရိမ့်နေပြီးစိတ်သက်သာရစေဖို့အတွက်အအားတင်းစရာတစ်ခုပြင်ဆင်ပေးခဲ့ပါတယ်။ဒါကတော့ဆာယာအတွက်မိခင်တဦးထက်မကအရေးပါခဲ့တဲ့ Mrs. Harper ရဲ့ပြအိုးကိုတင်ကြိုခြင်းမပြုမီကြိုတင်သိမ်းဆည်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ဆာရာဟာ Alexander ရဲ့အသေးစိတ်ကြတဲ့ဂရုစိုက်မှုတွေနဲ့ဖြူစင်တဲ့မြစ်တာကိုမြင်တွေ့ပြီးအလွန်ပဲစိတ်လှုပ်ရှားဝမ်းသာသွားခဲ့ရတယ်လို့သူမဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခဲ့ပြီလို့လည်းယုံကြည်သွားခဲ့ပါတယ်။အချိန်ထဲမှာပဲ Bennett မိသားစုရဲ့ကုမ္ပဏီဟာငွေကြေးကျပ်တဲ့အကြီးအကျယ်ကြုံတွေ့နေရပြီးပြိုလဲလူနီးပါးဖြစ်နေပါတယ်။ဒါကိုသိရှိတဲ့ဆာရာက Bennett မိသားစုရဲ့လျှို့ဝှက်အရှုပ်တော်ပုံတွေကိုပုံမှုပေါက်ကြားစေပြီးသူတို့ကိုအကျက်ရိုက်အောင်ဖိအားပေးဖို့ Alexander ကိုအကူအညီတောင်းခဲ့ပါတယ်။ဒါအပြင်တကူကောင်းဆန်တဲ့ Frank တယောက်သူမရဲ့အမွေရမယ့်မြေကွက်ကိုရရှိဖို့အတွက်အသက်နဲ့လဲပြီးလောင်းကစားဆန်ဆန်ကြိုးပမ်းလာအောင်လှုံ့ဆော်ဖို့လည်းစီစဉ်လိုက်ပါတယ်။ဆာယာကအဲ့ဒီမြေကွက်ကိုအသုံးချပြီး Frank နဲ့ Julia တို့ကိုလက်စားချေဖို့ကြံစည်နေချိန်မှာပဲ Alexander ကအဲ့ဒီမြေကွက်ကိုသူ့နာမည်နဲ့ပြေးပြောင်းယူထားဖို့အကြံပြုခဲ့ပါတယ်။ဒါဟာမြေကွက်ကိုလိုချင်လို့မဟုတ်ပဲဆာရာကိုကာကွယ်ပေးခြင်းလို့ဖြစ်ပြီးမြေကွက်ကိုပူးရဲပိုင်ဆိုင်မှုအဖြစ်သတ်မှတ်နိုင်ဖို့လက်ထက်စာချုပ်တစ်ခုနဲ့အာမခံချက်ပေးခဲ့ပါတယ်။ Alexander ဟာဆာယာကိုတစ်သက်လုံးဆွတ်လျှော့သွားမယ်လို့ကတိပေးခဲ့ပြီးဆာယာကလည်းဒါကိုလက်ခံခဲ့ပါတယ်။တစ်ဖက်မှာလည်းရက်ဆက်လုံးနဲ့ Frank ဟာသမီးဖြစ်သူဂျူလီယာကိုဆာရာရဲ့ခြေရလက်ရာကိုရှာဖွေဖို့ရက်တို့အတွင်းဖိအားပေးပြီးမအောင်မြင်မှကစွန့်ပစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆာရာဟာ Frank စီကိုတိုက်ရိုက်ဖုံးဆက်ပြီးမြေကွက်ကိုအပေးယူလုပ်ဖို့ကန့်လန့်လိုက်ပါတယ်။ဆာရာဟာဥပဒေကြောင်းအရလျင်မြန်စွာတွဲပြောင်းနိုင်မဲ့နီလန်းကိုပြသပြီး Frank နဲ့တွေ့ဆုံခဲ့ပါတယ်။ Frank ရဲ့တကူကောင်းဆန်မှုကတော့အံ့ဩစရာကောင်းတော့အောင်ပါပဲဆာရာကမြေကွက်နဲ့လဲလှယ်ဖို့ဂျူလီယာကိုတောင်းဆိုလိုက်တဲ့အခါ Frank ဟာသူ့သမီးရဲ့အနာဂတ်ကိုလုံးဝမနစ်ကွက်ပဲမြေကွက်ရဖို့အတွက်ဂျူလီယာကိုဆာယာလက်ထဲအလွဲတကူစတေးပြီးထိုးအပ်လိုက်ပါတော့တယ်။ဒီလိုနဲ့တစ္ဆာဖောက်မှုရဲ့ခါတိလာတဲ့အရာတာကိုဂျူလီယာကိုယ်တိုင်ကိုကြခံစားလိုက်ရပြီးဆာရာရဲ့လက်စားချေမှုဟာပုံမိုးပြင်းထန်လာမဲ့လမ်းစာကိုရောက်ရှိသွားခဲ့ပါတယ်။ဆာရာဟာ Frank နဲ့မြေကွက်ပေးယူစာချုပ်ချုပ်ဆိုပြီးနောက်ဂျူလီယာကိုသူမရဲ့တော့ဖြစ်သူပြန်ပေးဆွဲခံခဲ့ရတဲ့ဂူရောင်ကက်ဟောင်းစီခေါ်ဆောင်သွားခဲ့ပါတယ်။ဂျူလီယာဟာအမှောင်ထဲမှာကြောက်လန့်တုန်လှုပ်ပြီးသူမကိုခွင့်လွှတ်ပေးဖို့မူယိုကအသေးအတန်တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဆာရာကတော့မိခင်ဖြစ်သူကိုကယ်တင်ဖို့အတွက်ရဲစခန်းမှာကိုယ်တိုင်သွားရောက်ဝန်ခံဖို့တောင်းဆိုခဲ့ပါတယ်။ထောင်ကျမှာကိုကြောက်ရွံ့လွန်းတဲ့ဂျူလီယာကညှဉ်းဆန်နေတဲ့အခါဆာရာကသူမဟာကျောင်းကနေအထုတ်ခံနိုင်ရပြီဖြစ်ကြောင်းဖခင်ဖြစ်သူ Frank ကလည်းလုံးဝဆုံးပြစ်လိုက်ပြီဖြစ်ကြောင်းနဲ့ဒီဂူရောင်ကက်ထဲမှာပဲကြွက်တွေပိုးဟက်တွေ Mrs. Harper ရဲ့ဝိညာဉ်တွေနဲ့အတူတစ်သက်လုံးပုတ်တိုးကက်စီသွားရမယ်လို့ရဲဆက်ဆက်ချင်းချောက်ပြီးထားရစ်ခဲ့ပါတယ်။တကယ်တော့ဆာရာဟာတကားကိုတောက်ခတ်မထားခဲ့ပဲဘဝတစ်ခုလုံးကိုစိုးသွမ်းပြီးမောက်မာခဲ့တဲ့ဂျူလီယာကိုအမောင်ထုရဲ့အထီးကျန်ခြင်းနဲ့ခိတ်လန့်ခြင်းအရသာကိုကိုယ်တိုင်ခံစားမိစေခြင်းရုံသာဖြစ်ပါတယ်။သူမရဲ့နောက်ထပ်လက်စားချေမဲ့ပြစ်မှတ်ကတော့ Mrs. Harper ကိုလွတ်ကျန်ခဲ့တဲ့ဟာခင်ရင်းဖြစ်သူ Frank ပဲဖြစ်ပါတယ်။အချိန်ထဲမှာပဲ Grant မိသားစုရဲ့ဥက္ကဋ္ဌဟာ Alexander ကိုစီးပွားဖက်မီဆန်ကုမ္ပဏီရဲ့သမီးဖြစ်သူ Olivia နဲ့တွေ့ဆုံစေပြီးလက်ထပ်ဖို့ဖိအားပေးပါတယ်။ Alexander ကတော့ဥက္ကဋ္ဌရဲ့အစီအစဉ်ကိုဟန်ဆောင်လက်ခံပြီးနောက်ဆာရာရှိရာအနားယူဆောင်စီကိုတွားရောက်ကချက်ချင်းလက်ထက်စာချုပ်ချုပ်ဆိုဖို့ကန့်လန့်လိုက်ပါတယ်။
ဒါအပြင်ဆာရာဟာမစ်စစ်ဟာပါတည်ဆုံးမှုနဲ့ပတ်သက်ပြီးအတော်ဖြစ်သူနဲ့အတူဆက်လက်စုံစမ်းရမှာထူးခြားတဲ့တဲလုံစတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်မိခင်ဖြစ်သူဝန်ခံခဲ့တဲ့အစိတ်ကဝမ်းနှုတ်စီဖြစ်ပေမဲ့အမှန်တကယ်တည်ဆုံးစေခဲ့တာကနှလုံးရောဂါအသေးအတန်ဖြစ်နေသူမတောက်တဲ့ ibuprofen ibuprofen ဆေးပြားတွေဖြစ်နေတာကိုသိရှိသွားပါတယ်ဒါဟာ Frank ကဂျူလီယာရဲ့ဆေးဝါးလဲလှယ်မှုကိုအခွင့်ကောင်းယူပြီး ibuprofen ဆေးပြားတွေကိုတိတ်တဆိတ်ကင်းစင်လဲလှယ်ကလူသက်မှုကိုကြံစီခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့အလက်ဇန်ဒါနဲ့ဆာရာတို့ဟာဒေါ်လာ3ဘီလီယံတန်ဖိုးရှိတဲ့မြေကွက်အမွေကိုပူးရဲပိုင်ဆိုင်မှုအဖြစ်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒါပေမဲ့ဆာရာအခန်းထဲဝင်သွားတဲ့အချိန်မှာတော့အလက်ဇန်ဒါဟာသူ့ရဲ့ကိုယ်ပိုင်ဆိုင်မှုတွေအပြင်အဲ့ဒီမြေကွက်အပါအဝင်အားလုံးကိုဆာရာနာမည်တစ်ခုလေးနဲ့ထွေပြောင်းပေးဖို့ရှိနေကိုတိတ်တဆိတ်မှာကြားခဲ့ပါတယ်။ဒါဟာသူကိုယ်တိုင်ဂရက်မီသားစုကနေထွက်ခွာရရင်တောင်ဆာရာအတွက်အပြည့်အဝလုံခြုံမှုပေးနိုင်ဖို့စိတ်ကူးထားတာပဲဖြစ်ပါတယ်။အလက်ဇန်ဒါဟာသူမအတွက်ဂရမ်မီသားစုရဲ့ဂုဏ်ပြတ်တွေကိုတောင်ဆွန့်လွတ်ပြီးအရာရာကိုကာကွယ်ပေးဖို့အစဉ်သင့်ဖြစ်နေမှန်းသိရှိသွားတဲ့ဆာရာဟာအလွန်ပဲစိတ်လှုပ်ရှားဝမ်းသာသွားခဲ့ရပြီးမြစ်တာတရားရဲ့နှဆိုင်မှုကိုကိုယ်တိုင်ခံစားလိုက်ရပါတယ်။နောက်တစ်နေ့မနက်ခင်းမှာတော့သူတို့နှစ်ဦးရဲ့တန်ရောစင်တွေပုံမနှဆိုင်လာခဲ့ပြီးနောက်ဆာရာဟာသူမရဲ့နောက်ဆုံးလက်စားချေမှုကိုအပြည့်ရှင်းဖို့အတွက်ဖရန့်ရှီယာဟိုတယ်ကိုတွားရောက်ခဲ့ပါတယ်။ဖရန့်ကတော့မြေကွဲရရှိဖို့အတွက်သာစိတ်ဆိုးနေပြီးဆာရာကိုအထင်သေးစွာစောင့်ဆိုင်နေခဲ့တာပါဆာရာကမစ်စစ်ဟာပါတည်ဆုံမှုနဲ့ပတ်သက်ပြီးမင်းမြတ်တဲ့အခါရုံမာလာတဲ့ဖရန့်ကလူအသက်ကိုတန်ဖိုးမထားပဲပုံမင်းပြီးတည်ဆုံတာတဘာဝပဲလို့ခက်အေးတုတ်ပြန်ခဲ့ပါတယ်။ဒီအခါဆာရာဟာဖရန့်ကိုယ်တိုင်တိတ်တဆိတ်ဝဲယူပြီးဦးလီယာရဲ့ဝမ်းနှုတ်ဆေးတွေနဲ့လဲလှယ်ခဲ့တဲ့ ibuprofen ဆေးပလင်းကိုတက်တဲ့အဖြစ်ထုတ်ပြလိုက်ပြီးလူသက်မှုကိုဖော်ထုတ်လိုက်ပါတော့တယ်။အကြံပြတ်သွားတဲ့ Frank ကဆာရာကိုဒီနေရာမှာတဲ့အစပြောက်အောင်ရှင်းပစ်ဖို့ကြံစီပြီးချင်းချောက်လာချိန်မှာတော့အလက်ဇန်ဒါရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်။အလက်ဇန်ဒါကဆာရာဟာသူ့ရဲ့တရားဝင်ဇနီးဖြစ်သွားပြီးမို့ညီကွဲပိုင်ဆိုင်မှုအလုံးဟာသူ့ထံရောက်ရှိသွားပြီဖြစ်ကြောင်းနဲ့ Frank ရဲ့ရာဇဝတ်မှုတွေကိုအဆုံးသတ်ပေးတော့မယ့်အကြောင်းပြောကြားခဲ့ပါတယ်။ပူပြီးထိတ်လန့်စရာကောင်းတာက Frank ရဲ့ယုံကြည်စိတ်ချရတဲ့ရှေ့နေဟာအစကတည်းကအလက်ဇန်ဒါရဲ့လူယုံတအုပ်ဖြစ်နေပြီး Frank ရဲ့အခွင့်ရှောင်မှုနဲ့လူတက်မှုစာသက်သေအားလုံးကိုရဲစခန်းစီအမြန်ဆုံးအနှံလိုက်ပါတော့တယ်။အလက်ဇန်ဒါနဲ့ဆာရာတို့ရဲ့နှဆိုင်လာတဲ့တန်ရောစင်ကိုတွေ့မြင်သွားတဲ့ဂျူလီယာဟာမနာလိုဝင်တို့စိတ်တွေပြင်းထန်လာပြီးသူတို့ကိုဖျက်ဆီးဖို့နီလန်အစ်ကိုရှာဖွေပါတော့တယ်။သူမဟာအလက်ဇန်ဒါရဲ့အဖိုးဖြစ်သူဂရမ်မီသားစုရဲ့ဥက္ကဋ္ဌကြီးစီကိုတိုက်ရိုက်တွားရောက်ပြီးအလက်ဇန်ဒါနဲ့ဆာရာတို့တိုးဝက်စွာအတူတူနေထိုင်နေကြတဲ့အကြောင်းကိုတွေးထိုးတိုင်တန်းလိုက်ပါတယ်။ဆာရာဟာဂရမ်မီသားစုရဲ့ကွယ်လွန်သူဦးလေးဖြစ်သူမိသားစုကိုတတ်ခဲ့တဲ့ရန်သူသမီးဖြစ်တယ်လို့လွတ်ကြံပြောဆိုပြီးဥက္ကဋ္ဌကြီးစိတ်ဆိုးဒေါသထွက်အောင်လှုံ့ဆော်ခဲ့တာပါ။ဒါကြောင့်ဥက္ကဋ္ဌကြီးကအလက်ဇန်ဒါကိုချက်ချင်းခေါ်ယူပြီးဆာရာနဲ့အပြက်ဖြတ်ဖို့ဖိအားပေးပါတော့တယ်။အိုလီဗီယာလိုချမ်းသာတဲ့တထေးသမီးနဲ့လက်ထပ်ဖို့ညှင်းဆန်ပြီးရန်သူသမီးနဲ့ပတ်သက်နေတဲ့အလက်ဇန်ဒါကိုဒေါသတကြီးနဲ့ယာဒူကနေဖယ်ရှားမယ်လို့ချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့အလက်ဇန်ဒါကတော့ဆာရာအတွက်ဆိုရင်တော်ဝင်ဧကရီရဲ့အမွေဆက်ခံသူဂုံပုတ်တွေကိုတင်မကပဲတဘဝလုံးတိစောက်ခဲ့တဲ့စီးပွားရေးအင်ပါယာတစ်ခုလုံးကိုပါဆွန့်လွတ်ဖို့ဝန်မလေးခဲ့ပါဘူး။သူကဥက္ကဋ္ဌယာဒူကိုဆွန့်လွတ်ကြောင်းပြက်ပြက်သားသားဟောကြားပြီးထွက်ခွာသွားတဲ့အတွက်အဖိုးဖြစ်သူဥက္ကဋ္ဌကြီးဟာဒေါသအလွန်မင်းထွက်ပြီးတတိလိကလဲကျသွားခဲ့ရပါတယ်။အချိန်ထဲမှာပဲအလက်ဇန်ဒါဟာသူတို့နှစ်ဦးရဲ့ဘဝကိုလာရောက်နှောက်ယှက်ခဲ့တဲ့ဂျူလီယာကိုလုံးဝခွင့်မလွတ်ပဲကိုရိုင်းသွားရောက်တတိပေးလိုက်ပါတယ်။သူ့ကိုရန်သူလိုဆက်ဆံခဲ့တဲ့သူတွေရဲ့အဆုံးသက်ကဘလောက်ကြောက်စရာကောင်းလဲဆိုတာကိုပြောပြပြီးဂျူလီယာကိုမြို့ထဲကနေတနာရီအတွင်းအပြေးအပိုင်ထွက်ခွာသွားဖို့ချင်းချောင်မောင်းထုတ်လိုက်ပါတယ်။မထွက်သွားပါကအသက်အန္တရာယ်ရှိမယ်ဆိုတာကိုသိရှိသွားတဲ့ဂျူလီယာဟာအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီးချက်ချင်းထွက်ပြေးဖို့กินရပါတော့တယ်။အင်ကန်ရောက်တဲ့အခါအလက်ဇန်ဒါဟာဆာရာကိုသူဥက္ကဋ္ဌယာဒူကနေဖေရှားခံရတော့မယ့်အကြောင်းနဲ့ဂျူလီယာရဲ့ရန်စမှုတွေကိုအပြည့်ရှင်းလိုက်ပြီးဖြစ်ကြောင်းယူသားစွာဖွင့်ဟပြောပြခဲ့ပါတယ်။ဆာရာကတော့ယာဒူကုန်ရှင်တွေမရှိတော့ရင်တော့အလက်ဇန်ဒါရဲ့အရေးချင်းတွေကိုယုံကြည်တယ်လို့ဘလို့အခြေအနေမျိုးမှမဆိုသူမရဲ့ခင်မွန်းပေးနာမှာအမြဲတမ်းရှိနေပေးမယ်လို့ကတိပေးပြီးလက်သိမ့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဂရမ်မီသားစုဝင်တွေကတော့ဥက္ကဋ္ဌကြီးစေယုံတင်လိုက်ရတဲ့ကိစ္စဟာအလက်ဇန်ဒါကြောင့်လို့ဆွဆွဲပြီးဒေါသထွက်နေကြပါတယ်။ဥက္ကဋ္ဌကြီးတတိယလာတဲ့အခါမှာတော့အလက်ဇန်ဒါကိုအဖွဲ့အစည်းကနေတရားဝင်ထုတ်ပယ်လိုက်ပြီးတခြားသူတယောက်ကိုယာဒူတွေပြောင်းပေးအပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မိသားစုဝင်အချို့ကအလက်ဇန်ဒါဟာကုမ္ပဏီကိုအာရှမှာနံပါတ်1ဖြစ်အောင်ဆွဲဆောင်ပေးခဲ့တဲ့တူရီသောပါရမီရှင်ဖြစ်ကြောင်းကာကွယ်ပြောဆိုပေမဲ့ဥက္ကဋ္ဌကြီးရဲ့ဒေါသကတော့ပြောမသွားခဲ့ပါဘူး။အလက်ဇန်ဒါကိုယာဒူးကဖယ်ရှားပြီးနောက်ဂရမ်မီသားစုရဲ့ကုမ္ပဏီဟာချက်ချင်းဆိုသလိုအခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတယ်။အလက်ဇန်ဒါနေရာမှာအစားထိုးလိုက်တဲ့ဝမ်ရက်ဟာအလက်ဇန်ဒါရဲ့လုံဆောင်နိုင်စွမ်းသုံးပုံတစ်ပုံလောက်ကိုတော့မလုပ်နိုင်တဲ့အပြင်ကုမ္ပဏီရဲ့လုပ်ငန်းဖက်တွေကလည်းစာချုပ်တွေကိုတစ်ခုပြီးတစ်ခုဖျက်သိမ်းလာကြပါတယ်။အလက်ဇန်ဒါရဲ့အရေးပါပုံကိုမိသားစုဝင်အချို့ကသတိပေးပေမဲ့ဒေါသထွက်နေတဲ့ဥက္ကဋ္ဌကြီးကတော့အလက်ဇန်ဒါဆာရာနဲ့မပြတ်မချင်းကုမ္ပဏီကိုပြန်ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ခေါင်းမာနေခဲ့အားအချိန်ထဲမှာပဲအလက်ဇန်ဒါဟာဆာရာကိုခေါ်ဆောင်ပြီးဥက္ကဋ္ဌကြီးနဲ့ယင်းချင်းဆိုင်တွားရောက်တွေ့ဆုံခဲ့ပါတယ်။သူကဆာရာကိုသူ့ရဲ့တူလေးသောဇနီးဖြစ်သတ်မှတ်ပေးဖို့ပြက်ပြက်သားသားတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ဥက္ကဋ္ဌကြီးကတော့ဆာရာကိုရန်သူသမီးဖြစ်လို့အိမ်အောင်ဖက်အဖြစ်ဘယ်တော့မှလက်မခံနိုင်ပဲလို့ချင်းအပြုံမရဖြစ်တာထားရှိပြီးချမ်းသာတဲ့မေဆန်မီသားစုရဲ့သမီးကြီးနဲ့သာလက်ထပ်ရမယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်နောက်နှစ်ပတ်မှာကျင်းပမယ့်သူ့ရဲ့မွေးနေ့ပွဲမှာမေဆန်မီသားစုနဲ့ဆိတ်ဆက်အောင်လန့်မှုကိုလူသိရှင်ကြားကြေညာမယ်လို့ဖိအားပေးခဲ့ပါသေးတယ်။
ဒါပေမဲ့အလက်ဇန်ဒါကတော့အဖိုးဖြစ်သူရဲ့ချင်းချောက်မှုတွေကိုလုံးဝကြောက်ရွံ့ခြင်းမရှိဘဲဆာရာကိုကြောင်းလိုက်ပို့ရင်းတခြားသူတွေရဲ့ကဲရဲ့လှောင်ပြောင်မှုတွေကိုလည်းလစ်လူရှုထားခဲ့ပါတယ်။တကယ်တော့အလက်ဇန်ဒါရဲ့တရားဝင်လက်မှတ်ရေးထိုးထားတဲ့လက်ထက်စာချုပ်ထဲမှာဆာရာရဲ့နာမည်ဟာရှိနေပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဥက္ကဋ္ဌကြီးစီစဉ်ထားတဲ့အဲ့ဒီမွေးနေ့ပွဲဟာသူတို့နှစ်ဦးရဲ့တရားဝင်အိမ်အောင်ရေးကိုကပ္ပတိအောင်ထုတ်ဖော်ပြသဖို့အတွက်အကောင်းဆုံးခွင့်ရဖြစ်လာပါတော့တယ်။ကျောင်းဝင်ထဲမှာတော့ဆာရာနဲ့အလက်ဇန်ဒါတို့ရဲ့ဆက်ဆံရေးဟာတကြောင်လုံးရဲ့အာယုံဆိုင်မှုကိုခံနေရပါတယ်။မနာလိုတဲ့ကျောင်းနေဘက်တွေကအလက်ဇန်ဒါဟာဂရက်မီတာစုရဲ့စီစဉ်မှုနဲ့မေဆန်ကုမ္ပဏီရဲ့သမီးကြီးအိုလီဗီယာနဲ့လက်ထက်တော်မှာဖြစ်ကြောင်းဆာရာဟာခဏတာအပျော်ကစားစရာတစ်ခုသာဖြစ်တယ်လို့ဝမ်းဝန်းနောင်ပြောင်ပြီးတိတ်ခါချဖို့စူးစမ်းကြပါတယ်။ဒါပေမဲ့ဆာရာကတော့လုံးဝတုံ့မချင်းမရှိဘဲသူမဟာအပျော်ကစားစရာမဟုတ်ကြောင်းနဲ့အလက်ဇန်ဒါကိုအတုံးချပြီးသူတို့အားလုံးကိုအလွယ်တကူအဖြစ်ပေးနိုင်ကြောင်းပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတယ်။ဒါပေမဲ့ဆာရာကတော့လုံးဝတုံ့မချင်းမရှိဘဲသူမဟာအပျော်ကစားစရာမဟုတ်ကြောင်းနဲ့အလက်ဇန်ဒါကိုအတုံးချပြီးသူတို့အားလုံးကိုအလွယ်တကူအဖြစ်ပေးနိုင်ကြောင်းပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတယ်။တစ်ဖက်မှာလည်းဥက္ကဋ္ဌကြီးရဲ့မွေးနေ့ပွဲမှာမေဆန်မီသားစုနဲ့စစ်ဆက်ကြောင်းလမ်းမှုကိုအတင်းကျပ်လူသိရှင်ကြားကြီးညာဖို့ပြင်ဆင်နေကြပါတယ်။မိသားစုဝင်တွေတဲကလန်ကအလက်ဇန်ဒါဘက်ကကာကွယ်ပြောဆိုပေးပေမဲ့ဝိုင်းရက်ကတော့အလက်ဇန်ဒါရဲ့နေရာကိုလူယူခွင့်ရတော့မယ်ဆိုပြီးမောက်မာစွာစောင့်ဆိုင်နေခဲ့တာပါ။ဒီချိန်မှာအလက်ဇန်ဒါရောက်ရှိလာပြီးအိုလီဗီယာကိုသူ့ရဲ့ဇနီးလောင်းအဖြစ်ခန်းဆောင်ပြီးလှောင်ပြောင်နေတာတွေကိုပြင်းပြင်းထန်ထန်တားဆီးလိုက်ပါတယ်။သူကဆာရာနဲ့တရားဝင်လက်ထပ်ထားပြီးသားဖြစ်ကြောင်းတရားဝင်ဖွင့်ချလိုက်ပြီးအိုလီဗီယာရဲ့အရှက်မရှိတဲ့လုပ်ရက်တွေကိုလူသိရှင်ကြားရှုတ်ချလိုက်ပါတော့တယ်။ဒေါသအလွန်မင်းထွက်သွားတဲ့ဥက္ကဋ္ဌကြီးကအလက်ဇန်ဒါကိုဂရက်မီသားစုဝင်ဖြစ်ကနေတရားဝင်စွန့်ပယ်လိုက်ပြီးကုမ္ပဏီကနေမောင်းထုတ်လိုက်ပါတယ်။ဒါပေမဲ့အလက်ဇန်ဒါကတော့လုံးဝကြောက်ရွံ့ခြင်းမရှိဘဲဥက္ကဋ္ဌကြီးကိုယ်တိုင်တော့တရားလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ပူပြီးထိတ်လန့်စရာကောင်းတာကတော့အလက်ဇန်ဒါရဲ့လူယုံအာဒန်ကအလက်ဇန်ဒါဟာစစ်တပ်နောက်ခံရှိတဲ့နာမည်ကြီး Rising Venture ကုမ္ပဏီရဲ့ဥက္ကဋ္ဌအစစ်အမှန်ဖြစ်ရောက်ရှိလာတာဖြစ်ကြောင်းထုတ်ဖော်ကြေညာလိုက်တဲ့အချိန်ပဲဖြစ်ပါတယ်။ဂရက်မီသားစုဝင်တွေဆိုပြီးအော်သွားချိန်မှာတော့အလက်ဇန်ဒါကဆာရာကိုပွေ့ပိုက်ပြီးစိုင်အင်ကြီးတွေကနေဂုံတိတ်ခါရှိထွက်ခွာသွားပါတော့တယ်။အရာရာကိုအောင်မြင်စွာဖြည့်ရှင်းပြီးနောက်အလက်ဇန်ဒါနဲ့ဆာရာတို့ဟာအတော်ဖြစ်သူမစ်စစ်မော်လီကိုပညာတော်တင်သွားဖို့နှုတ်ဆက်ရင်းသူမရဲ့မြေဦးလေးလိုချင်နေဆိုတဲ့နောက်ပြမှုတွေကိုလည်းကြည်နူးစွာလက်ခံခဲ့ပါတယ်။ဆာရာကအလက်ဇန်ဒါဟာသူမအပေါ်ဘလောက်အထိအလေးထားပြီးမြစ်တာကြီးမအကြောင်းကိုပြန်လည်တွေးတောမိပါတယ်။သူမဆေးရုံကနေအနံဆိုးတွေနဲ့ပြန်လာချိန်မှာတော့ဖလဲတကင်းစီးကြုံနှစ်သိမ့်ပေးခဲ့တဲ့ခင်ဘုံပေါင်းတဦးဖြစ်ကြောင်းဂုံယူဝင့်ကြွားစွာနဲ့ပဲအပြန်အလှန်ပိုင်ဆိုင်ခွင့်ရရှိသွားတဲ့သူတို့နှစ်ဦးရဲ့ချစ်ခီးလန်းဟာနှပစွာပြီးဆုံးသွားပါတော့တယ်။